ခုနပွဲသားတယ်ခုနပွဲလုံးနိုင်ရာနှုန်းပြည့်အနိုင်ပေးကို2ကူးပဲရှိတယ်ဆိုတော့ဒီလောက်တော့မှချန်ပီယံလိပြိုင်ပွဲကအာဆင်နယ်အတွက် League Phase ကအာဆင်နယ်အသင်းအတွက်လွယ်လွန်းနေလာတော့ကြီးရွှေရတဲ့ညီကိုမောင်များအားလုံးပဲမင်္ဂလာပါဆော့ကာကိုဆက်ပိုင်အောက်က page ကနေကြိုဆိုလိုက်ပါရစေဆိုတော့ကျွန်တော်တို့ချန်ပီယံလိအကြောင်းနည်းနည်းပြောအောင်ချန်ပီယံလိကလက်ရှိပွဲစဉ်9ပြီးသွားခဲ့ပြီ League Phase ပွဲစဉ်9ပြီးပြီနောက်ဆုံးကျွန်တော်တို့ဒါ League Phase ပြီးဖို့အတွက်ပွဲစဉ်10တပွဲပဲကျန်တော့တယ်အဲ့ဒီအချိန်မှာဘယ်အသင်းတွေကဘယ်လိုမျိုးရလက်ကောင်းနေလဲဘယ်အသင်းတွေကတော့တိတ်ပြီးတော့ရလက်မကောင်းလဲဘယ်အသင်းတွေကတော့နောက်တစ်ဆင့်ကိုလွတ်လွတ်ကျွတ်တက်သွားနိုင်တယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်နည်းနည်းလေးဆွေးနွေးကြအောင်ဆိုတော့ပထမဆုံးအနေနဲ့အင်္ဂလန်အသင်းတွေကအယောင်အခြေအနေကောင်းနေတာတွေ့ရတယ်ဒါကတော်တော်တိုက်ဆိုင်မှုမဟုတ်ဘူးပြီးခဲ့တဲ့ရာသီတုန်းကလည်းလီဗာပူးအသင်းဆိုရင်ကျွန်တော်တို့ဒါလုံးဝထိတ်ဆုံးကနေနောက်တစ်ဆင့်ကိုဒါ play-off ကစားစရာမလိုဘဲနဲ့တက်သွားတဲ့အသင်းဆိုတော့လက်ရှိအချိန်မှာလည်းအာဆင်နယ်အသင်းကပြီးခဲ့တဲ့ရာသီကလီဗာပူးထက်တောင်မှဒီရာသီပို့ပြီးတော့ချန်ပီယံလိမှာလှုပ်ပြထားနိုင်ခဲ့တယ်ခုနပွဲသားတယ်ခုနပွဲလုံးနိုင်ရာနှုန်းပြည့်အနိုင်ပေးကို2ကူးပဲရှိတယ်ဆိုတော့ဒီလောက်တောင်မှချန်ပီယံလိပြိုင်ပွဲကအာဆင်နယ်အတွက် League Phase ကအာဆင်နယ်အသင်းအတွက်လွယ်လွန်းနေလာတော့မသိဘူးအာဆင်နယ်ကစားတာအာဆင်နယ်အသင်းရဲ့အခြေအနေပြီးတော့နောက်ဆုံးအင်တာမီလန်အဝေးကွင်းမှာ 1-3 နဲ့နိုင်တဲ့ပွဲတွေမှာလည်းအာဆင်နယ်ရဲ့ကစားသွားတဲ့ပုံစံကတော်တော်လေးကိုနိုင်ပွဲတစ်ပွဲကိုဘယ်လိုယူရမလဲကောင်းကောင်းသိတဲ့အသင်းဖြစ်ကျွန်တော်တို့သိရတယ်ပြီးကြတော့ချက်စီတို့ဘာလို့လဲလက်ရှိအခြေအနေမှာဖြည်းဖြည်းနဲ့မှန်မှန်သွားနေတဲ့လီဗာပူးဆိုရင်နောက်ဆုံးဒါမာဆေးလိုအသင်းတော်မှာအဝေးကွင်းမှာ3ဂိုးပြတ်နဲ့နိုင်ပြီးတော့နောက်ဆင့်တော့အခြေအနေကောင်းနေတယ်မထင်မှတ်ထားဘဲနဲ့နျူကာဆယ်တို့စပါတို့အသင်းတွေတောင်မှ top 8ထဲပါလာတယ်ဆိုတော့ဒီအသင်းတွေကလည်းနောက်ဆုံးပွဲစဉ်10အပြီးမှာနောက်တစ်ဆင့်ကိုတက်သွားနိုင်ကြီးဥပမာပြောချင်တာကplay-off ကန်စရာမလိုဘဲနဲ့ top 8ကနေကျွန်တော် round of 60ထိတက်ပြီးတော့ရောက်သွားနိုင်ကြီးကတော်တော်လေးအခြေအနေကောင်းနေတယ်လို့ခံစားရတယ်အဲ့ဒီထဲမှာတော့ Spa ကပို့ပြီးတော့ထူးကြပါတယ်ဒီဟာဒီ Premier League ရဲ့ရလဒ်တွေနဲ့ Champions League ရလဒ်တွေပြန်ကြည့်မယ်ဆိုရင် Spa ကပြောင်းပြန်ထွက်နေတာတွေ့ရတယ် Premier League မှာတော့အောက်ပိုင်းသားမှာပြောချင်တာအခြေအနေမကောင်းဘူးဒါပေမဲ့ Champions League မှာတော့၄ပွဲနိုင်ထားတယ်9ပွဲထဲမှာ4ပွဲနိုင်ထားတယ်အဲ့4ပွဲစလုံးကအိမ်ဝင်းနေမှာပဲနိုင်ထားတာဆိုတော့ Spa က Champions League ပြိုင်ပွဲမှာဆိုရင်အိမ်ဝင်းမှာနောက်ဆုံး24ပွဲတိရှုံးပွဲမရှိအောင်ကစားထားနိုင်တယ်နိုင်ပွဲတွေကတော့ပိုများတယ်ဆိုတော့ Spa နဲ့ပတ်သက်ရင်တော့ကျွန်တော် Champions League အိမ်ဝင်းပွဲတွေကနေတော့နောက်လို့မရဘူးဒီဟာဒီ Champions League ပြိုင်ပွဲမှာအိမ်ဝင်းရာနှုန်းပြည့်နိုင်ထားတဲ့အသင်း6သင်းထဲမှာ Spa လည်းပါတယ်တော်တော်လေးတော့အားရစရာကောင်းတဲ့အသင်းလို့ပြောလို့ရတယ်ပြီးတော့ Newcastle ကလည်းမထင်မှတ်ထားဘဲနဲ့သူတို့ရဲ့ Champions League ရလဒ်တွေအရန်ကောင်းတယ်၄ပွဲထိနိုင်အောင်ကန်ထားတယ်ဆိုတော့ Newcastle ကလည်းပြောရမယ်ဆိုရင်ဒါလွတ်ကျွတ်ကျွန်တော်တို့ဒီ top 8ထဲကမဝင်တော့မှ play-off အတွက်ကတော့တေချာနေတဲ့အသင်းဆိုတော့ကျွန်တော်တို့နောက်တစ်ဆင့်မှာလည်းကျွန်တော် play-off မှာလည်း Newcastle ကိုထပ်ပြီးတော့တွေ့ရနိုင်ခြေရှိတယ်မထင်မှတ်ထားဘဲနဲ့ကျွန်တော်တို့ Man City သင်းကတော့လက်ရှိအခြေအနေက top 8ပြင်ပမှာရောက်နေတယ်ဒါပေမဲ့လည်း Man City ကသူ့ရဲ့လက်ရှိခြေစွမ်းရတော့အကြဘက်ရောက်နေတဲ့အတွက်ရှုံးပွဲတွေများနေတယ်နောက်ဆုံးဘိုဒိုကလင်းနဲ့ပွဲမှာလည်းရှုံးထားတဲ့အတွက် Man City ဒါအသင်းကစားသမားတွေကိုယ်တိုင်ပြည်သက်တွေကိုလက်မှတ်ခါတွေပြန်ပေးပြီးတော့မှပြန်ပြီးချွေးသိမ့်မဲ့ပုံစံတွေလည်းတွေ့နေရတယ်ဘယ်လိုပဲဖြစ်ဖြစ် Man City ကနောက်ဆုံးပွဲစဉ်8မှာအိမ်ဝင်းမှာ Galatasaray နဲ့ကန်ရမယ် Galatasaray ဆိုတာလည်း Turkey ရဲ့ဒါအကောင်းဆုံးအသင်းလို့ပြောလို့ရတယ်ဆိုတော့ဘာတွေဖြစ်မလဲအိမ်ဝင်းမှာဆိုရင်တော့ Man City တခုခုလုံးပြနိုင်ဖို့တော့လိုမယ်လို့ထင်တယ်ဒါကတော့အင်္ဂလန်အသင်းရဲ့အခြေအနေပေါ့လေဆိုတော့ကျွန်တော်အီတလီအသင်းတွေပဲပြန်သွားလိုက်မယ်အီတလီအသင်းတွေမှာဆိုရင်ဒါအတလန်နာတို့အင်တာမီလန်တို့ဂျူဗင်တက်တို့ကအဆင့်73တို့14တို့15တို့မှာရောက်နေတယ်ဆိုတော့အီတလီအသင်းတွေထဲမှာ top 8လက်ရှိ top 8ထဲမှာဘယ်အသင်းကမှရောက်မနေသေးတာတော့နည်းနည်းလေးထူးခြားတယ်လို့မထင်ဘူးလားဘာလို့လဲဆိုတော့အင်တာမီလန်လို့အသင်းတော်မှာပြီးခဲ့တဲ့ဒါချန်ပီယံလိ3နှစ်မှာ2နှစ်ကို final တက်ထားတဲ့အသင်းကတော့မှလက်ရှိ top 8ထဲမဝင်ထားဘူးဆိုတော့အင်တာမီလန်နဲ့ပတ်သက်ရင်တော့နည်းနည်းလေးတော့စိုးရင်စရာကောင်းလာတယ်စိုးရင်စရာကောင်းလာတယ်ဆိုတာနောက်တစ်ဆင့်အတွက်ဆိုတာထက်ဒီ top 8အတွက်စိုးရင်စရာကောင်းလာတယ်ချန်ပီယံလိနောက်ဆုံး3ပွဲစတိုက်ရှုံးထားတယ်တီကိုရှုံးတယ်လီဗာပူးရှုံးတယ်အာဆင်နယ်ကိုရှုံးတယ်ဆိုတော့အင်္ဂလန်အသင်း2သင်းကိုနောက်ဆုံး2ပွဲစတိုက်အင်ကွင်းတွေမှာရှုံးတာကတော့တော်တော်လေးများတယ်လို့ပြောလို့ရတယ်အဲ့ဒီပွဲမတိုင်ခင်အင်တာမီလန်ကရှေ့4ပွဲလုံးအနိုင်ခံထားတဲ့တင်းဆိုတော့အင်တာမီလန်နဲ့ပတ်သက်ရင်တော့လက်ရှိပွဲဆက်တွေများနေတာကြောင့်ပဲကျွန်တော်တို့အကြောင်းပြချက်ပြရမယ်ကျွန်တော်တို့စူပါကူပါပွဲတွေကန်ထားရတယ်ပြီးကြတော့ပွဲကြံတွေလည်းကန်ထားရတယ်စီးရီးတွေလည်းတောက်လျှောက်ကန်ထားတဲ့အခြေအနေမှာအင်တာမီလန်ကလက်ရှိချန်ပီယံလိမှာတော့နည်းနည်းလေးရလဒ်တွေရင်းရိုင်လာတယ်လို့ခံစားရတယ်ဘယ်လိုပဲဖြစ်ပါအင်တာမီလန်ကလည်းကျွန်တော်တို့စီးရီးဂုံကိုဆောင်နေတဲ့အသင်းပြောချင်တာကစီးရီးအသင်းတွေထဲမှာအီတလီအသင်းတွေထဲမှာအင်တာမီလန်ကလွယ်ရင်ဘယ်အသင်းမှဘာမဝင်ဘူးဆိုတော့ကျွန်တော်တို့ပြောချင်တယ်ဘာလို့လဲဆိုတော့အီတလီအသင်းတွေထဲမှာအင်တာမီလန်သင်းကပဲလူစင်းအရာပြီးကြတော့စူဖွဲ့မှုအရာအသင်းကြီးတွေကိုရှင်းနိုင်စွမ်းရအင်တာမီလန်သင်းပဲ
အင်ပြအားပဲရှိတယ်ကျန်တဲ့အီတလီအသင်းတွေကဘောင်မဝင်သေးဘူးလို့ကျွန်တော်ခံစားရတယ်ဂျူဗင်တက်ကြည့်မလားအတလနာကြည့်မလားနာပိုလီကြည့်မလားဘယ်အသင်းကြည့်သူတို့ရဲ့ level ကလို့အသင်းကြီး level ဆိုတာတစ်ဆင့်နှိမ့်နေတယ်လို့ခံစားရတယ်ဆိုတော့ဒီအသင်းတွေကတော့ပြောရမယ်ဆိုရင်အတလနာတို့ဟိုဂျူဗင်တက်တို့က play off ကနေနောက်တစ်ဆင့်သွားနိုင်ကြီးအများများပါတယ်ဒါပေမဲ့လည်းနာပိုလီကတော့နောက်ဆုံးပွဲမှာချက်စီးနဲ့ကန်မှာဖြစ်တဲ့အတွက်သူတို့အိမ်ကွင်းမှာနိုင်မှပဲ play off ကန်မှာဆိုတော့နာပိုလီကိုတော့ကျွန်တော်တို့နှုတ်ဆက်ဖို့များနေတယ်ပေါ့လေထားပါတော့ဒါကတော့ဒီအသင်းတွေရဲ့အခြေအနေပြီးကြတော့လာလီဂါမှာဆိုရင်ကျွန်တော်တို့စပိန်အသင်းတွေပေါ့စပိန်အသင်းတွေမှာဆိုရင်ရီယယ်အသင်းကတော့အခြေအနေကောင်းတယ်ဆိုအလုံးစုံထွက်သွားပြီးနောက်ပိုင်းကျွန်တော်တို့အခု RB လိုကလက်ထက်မှာမိုနာကိုအိမ်ကွင်းမှာဒါ6ဂိုးပြတ်သွင်းပြီးတော့သူတို့ရဲ့အကောင်းဆုံးပေါက်ကွဲရတစ်ခုကိုပြန်တွေ့ရတယ်တခုကောင်းတာက RB လာလက်ထက်မှာ Real Madrid ကပို့ပြီးတော့ဟိုစီးချက်ညီညီနဲ့ပေါက်ကွဲရပိုကောင်းလာတယ်လို့ကျွန်တော်တို့ခံစားမိတယ်အခုမှဟိုတပွဲနှစ်ပွဲလောက်ပဲရှိသေးတယ်လို့တော့ဟိုခံစားရတယ်ပေါ့လေတပွဲနှစ်ပွဲလောက်ပဲရှိသေးတဲ့အတွက်အများကြီးတော့ပြောလို့မရတော့ဒါပေမဲ့ဟို Real Madrid တကယ်ကိုပေါက်ကွဲပြတဲ့ပွဲမှာဆိုရင်လည်းလုံးဝဘယ်အသင်းမှထိန်းလို့မရအောင်ဖြစ်ခဲ့တယ်။ Vinicius တို့ခြေစွမ်းပြန်ပြလာတယ်။ဘာပေတို့ပုံစံအတိုင်းပဲဂိုးတွေသွင်းနေတဲ့ Bellingham တို့ဂိုးတွေရလာတယ်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ် Real ကလည်းကျွန်တော်တို့ Champions League ရဲ့ဘယင်ဆိုတော့ဒီအသင်းကိုလည်းကျွန်တော်တို့မဖြစ်မနေစောင့်ကြည့်ရမယ်။ဘာစီလိုနာတို့တီကိုတို့ကတော့ပြန်တွက်လိုက်မယ်ဆိုရင်တီကိုကတိတ်ပြီးတော့အခြေအနေမကောင်းနိုင်ဆိုတာ top 8အတွက်အခြေအနေမကောင်းနိုင်ဘူး။ဘာစီလိုနာကတော့ top 8တဲ့အခြေအနေကောင်းနိုင်တယ်။ဘာလို့လဲဆိုတော့လက်ရှိအဆင့်6မှာရောက်နေတယ်နောက်ကံမဲ့ပွဲကလည်းအင်ကွင်းမှာကူပင်ဟေဂင်နဲ့ဆိုတော့ဘလို့ပဲဖြစ်ဖြစ်နိုင်မှာပဲဆိုတော့ဘာစီလိုနာကတော့သိကြပါတယ်ဟို top 8ထဲဝင်ပြီးတော့နောက်တစ်ဆင့်ကို ACC တက်သွားဖို့အတွက်အခြေအနေကောင်းနေတဲ့အသင်းဆိုတော့ကျွန်တော်တို့ဂျာမနီအသင်းတွေပြန်ကြည့်လိုက်မယ်ဆိုရင်ဘိုင်ယန်မြူးနစ်အသင်းကလွဲလို့ဘယ်အသင်းကမှဟိုအားရစရာမကောင်းလီဗာပူးဆန်ကြည့်မလားဒေါ်မွန်ကြည့်မလားဘယ်အသင်းကမှဟိုဂျာမနီအသင်းတွေထဲမှာအားရစရာမကောင်းအဲ့ကြားထဲမှာဖရန့်ဖတ်ကတော့မှဒါပြီးခဲ့တဲ့ဒီဟိုကွာရာဘတ်ကိုရှုံးပြီးတော့ဟိုအဝေးကွင်းမှာကော်ရာဘတ်ကိုရှုံးပြီးတော့ထွက်သွားရဲဆိုတော့ဂျာမနီအသင်းတွေထဲမှာတော့ Frankfurt ကကျွန်တော်တို့နှုတ်ဆက်လိုက်ရပြီဒေါ်မွန်ကျွန်တော်လီဗာပူးဆန်ကြံသေးတယ်ဒီအသင်းတွေကတော့ play off သွားနိုင်ကြီးများတယ်ဆိုပေမဲ့ဘာတွေဆက်ပြီးတော့ဖြစ်အောင်မလဲဆိုတော့မသိဘူးအနည်းဆုံးတော့24သင်းနဲ့ဝင်ပြီးတော့လိုနေသေးရလို့ခံစားရတယ်မထင်မထားပဲနဲ့ကောင်းနေတဲ့အသင်းကကော်ရာဘတ်ဒီအဇာဘိုင်ဂျန်အသင်းကဘာဆေးတွေများစားထားလဲမသိဘူး brother တို့လည်းကြည့်ရင်သိမှာပေါ့အိမ်ကွင်းမှာချက်စီကိုမရှုံးအောင်ကန်တာမျိုးတွေပြီးတော့ကိုဘေဟေဂီကိုနိုင်တယ်ပြီးတော့ဘီဖီကာလိုအသင်းအဝေးကွင်းမှာအနိုင်ကန်တာမျိုးတွေနောက်ဆုံး Frankfurt နဲ့ပွဲမှာတော့မှနောက်ဆုံးမိနစ်ပွဲသိမ်းအသေးခွဲအနိုင်ကိုနဲ့ကန်ပြီးတော့သူတို့ကတော့ play off ကနေနောက်တစ်ဆင့် top ဖို့အခြေအနေကောင်းသွားပြီး Frankfurt ကတော့အဲ့ဒီရှုံးပွဲကြောင့်ထွက်လာပြီကော်ရာဘတ်ဘာစီတွေစားထားလဲနောက် play off မှာသူတို့ဟိုနောက်တစ်ဆင့်တက်သွားရင်လည်းဘယ်အသင်းနဲ့တွေ့မလဲတွေ့မဲ့အသင်းကတော့လွယ်လွယ်ကူကူမဟုတ်ဘူးဆိုတော့ကျွန်တော်ဒီကနေပဲကော်ရာဘတ်ဟိုဘယ်လိုပြောမလဲကော်ရာဘတ်ကိုတိတ်ပြီးတော့ဟိုမရင်းနှီးတဲ့သူတွေအတွက်ကော်ရာဘတ်တော်တော်လေးကောင်းတဲ့အကြောင်းပြောချင်တယ်မထင်ပဲနဲ့ကျွန်တော်တို့လို့စိတ်မကောင်းစရာအဖြစ်ပြိုင်ပွဲနှုတ်ဆက်သွားတဲ့အသင်းတွေထဲမှာတော့ Villarreal ကထိပ်ဆုံးအဖြစ်လိမ့်မယ်လို့ထင်တယ်ကျွန်တော် Villarreal ကိုတော်တော်လေးသဘောကျတဲ့နေရာမှာပါတယ်အခုမှမဟုတ်ကျွန်တော်တို့လွန်ခဲ့တဲ့10နှစ်15နှစ်လောက်ကတည်းကကျွန်တော်တို့အဝါရောင်ရေကိုသင်းမောဆိုတဲ့ဒီ Yellow Submarine ဆိုတဲ့နာမည်ပြောင်းတဲ့ကျွန်တော်တို့လာလီဂါမှာကောင်းဟိုရှင်ရဲ့အချိန်မှာခရင်က Villarreal ကိုသဘောကျတာသူ့ရဲ့ကစားသူ့ရဲ့သွားနေတဲ့အခြေအနေပြီးတော့ကစားသမားကောင်းနေစဉ်းစားမပြတ်ထွက်လာတာမျိုးတွေကဒီဟာဒီမှာလဲလာလီဂါမှာအခြေအနေကောင်းနေတယ်အဆင့်3မှာရောက်နေတဲ့အသင်းကချန်ပီယံလိ9ပွဲကစားပြီးတပွဲတောင်မနိုင်သေးဘူးမနိုင်ခဲ့ဘူးဆိုတာကတော့ညားတယ်ဗျကျွန်တော်အထင်ကတော့ Villarreal ဟိုပြောချင်တာဟိုလာလီဂါကိုပဲအာယုံစိုက်သွားတယ်လို့ကျွန်တော်ကတော့အာယုံရတယ်ခံစားမိတယ်ဘယ်လိုလဲဆိုတော့သူတို့ရဲ့လူစင်းရအင်အားရကန်မယ်ဆိုရင်ကန်လို့ရတဲ့ပုံစံမှာရှိနေမယ်လေ Villarreal ရဲ့အခြေအနေရတော့ဟိုလာလီဂါကိုပဲပို့ပြီးတော့အာယုံစိုက်သွားတယ်လာလီဂါမှာအဆင့်3ရနေတဲ့အသင်းဆိုတော့ချန်ပီယံလိမှာတော့တပွဲမှမနိုင်ဘဲနဲ့ထွက်သွားပြီပေါ့လေ Villarreal တော့နှမျောတယ်ပြီးကြတော့ Frankfurt ကလည်းဒါအခုကျွန်တော်စောပိုင်းပြောသလိုပဲ Korabak ကိုရှုံးပြီးတော့သူလည်းနှုတ်ဆက်သွားခဲ့ရပြီချိန်တုန်းကEuropa League ပြိုင်ပွဲမှာဘူရီပါဆွဲခဲ့တဲ့အသင်းတစ်ချိန်တုန်းကဆိုတော့လွန်ခဲ့တဲ့ဒါ3-4နှစ်လောက်ကဘူဆွဲခဲ့တဲ့အသင်းဆိုတော့နှမျောတယ်Eject တို့လည်းထုံနီးကောင်းပဲဆိုတော့ဒါ Netherlands League ရဲ့တော့ Netherlands League ရဲ့အကောင်းဆုံးအသင်းပေါ့ Eject ထားပါတော့လက်ရှိအခြေအနေမှာတော့အဆင့်ဒါ3မှာရောက်နေတယ်ဆိုပေမဲ့ Eject ရဲ့ပြည်တွင်းအခြေအနေကယာတီစမှာမကောင်းခဲ့ဘူးနောက်ပိုင်းမှာပိုပြီးတော့ကောင်းလာတယ်လက်ရှိအခြေအနေမှာတော့ပြည်တွင်းမှာအဆင့်3မှာရောက်နေတယ်ပေါ့လေဒါပေမဲ့ Eject ဆိုတဲ့အသင်းကအနည်းဆုံးကျွန်တော်တို့ရှုံးထွက်လောက်ထိအမြဲတမ်းမြင်နေရတဲ့အသင်းကျွန်တော်တို့ Champions League ပြိုင်ပွဲမှာဒါဟို Spa နဲ့ဟို semi final မှာမထင်မှတ်ထားပဲ2019တုန်းကထင်ပါတယ်အဲတော့ကရှုံးပြီးရဲ့အချိန်ပြီးကြတော့ Real Madrid လို့အသင်းကိုနောက်နှစ်မှာပြန်ပြီးတော့နိုင်တဲ့အချိန်တွေကပြောချင်တာ Eject လို့အသင်းကဟိုထွက်သွားနိုင်ကြီးများတယ်ဘာမှဟို
play off တောင်မှမကန်ဘဲနဲ့ထွက်သွားနိုင်ကြီးများတယ်ဆိုတဲ့ခံစားချက်ကြီးကတော့တိတ်ပြီးတော့မကောင်းပြီးကြတော့ Benfica ဆိုတော့နီးပြမွေညိုရဲ့ Benfica ကလက်ရှိချိန်မှာတော့အမပီးစရဲ့ league phase ရဲ့ပေါ့လေ24ပြင်ပကိုရောက်နေတယ်သူတို့မှာစူးစမ်းခွင့်တော့ရှိနေသေးတယ်ဆိုရင်လည်းနောက်ဆုံးပွဲမှာသူတို့နိုင်မှအခြေအနေကောင်းမှာပေါ့လေဆိုတော့ဘာတွေဆက်ဖြစ်မလဲတော့မသိဘူးတေချာတာကတော့နောက်ဆုံးပွဲစဉ်8ကတော့တကယ်ကိုကြည်ကောင်းမဲ့ပွဲစဉ်အမှတ်မလို့တဲ့အသင်းတွေရှိသလိုတေချာပေါက်ရုံးမရမယ်ဆိုတဲ့ပွဲစဉ်တွေလည်းရှိတယ်ဆိုတော့ဘာတွေဆက်ဖြစ်လာမလဲပွဲစဉ်8မှာဘယ်အသင်းတွေကအခြေအနေကောင်းပြီးတော့မှနောက်ထပ်ဒါဘယ်8သင်းကလူလူကျွတ်တက်သွားမလဲဘယ်နောက်ထပ်16သင်းက play off ကိုကန်ရမလဲဘယ်အသင်းတွေကတော့အိမ်ပြန်ရမလဲဆိုတော့ကျွန်တော်တို့စက်ကြည့်အောင်ကြည့်နေကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ